သူ့အမေကိုအလုတ်ကနေတွားကြိုတဲ့အချိန်မှာပဲအမေဖြစ်သူကသစိမ်းတစ်ယောက်ရဲ့ကားပေါ်တက်သွားတာကိုမတော်တဆမြင်လိုက်ရတယ်။အဲ့ဒီအချိန်မှာတင်သူဟာအခြေအနေအရပ်ရပ်ကိုစတင်ရိပ်မိနေခဲ့ပြီးဒါတောင်မှငယ်စဉ်ကတည်းကသူ့အမေဘလောက်တောင်ပင်ပန်းဆင်းရဲခဲ့ရတယ်ဆိုတာကိုသိနေတဲ့အတွက်တယောက်ဘာမှမပြောဘဲနှုတ်ဆက်နေဖို့သာရွေးချယ်ခဲ့ပါတယ်။လမ်းကြောင်ရဲ့တစ်ခုလေးသောဆန္ဒကသူ့အမေကိုပျော်ရွှင်စေချင်တာပါ။ဒါကြောင့်လဲသူ့စိတ်ထဲမှာတန်တရားတွေရှိနေပေမဲ့အမေဖြစ်သူရဲ့ဆုံးဖြတ်ချက်မှန်သမျှကိုလေးစားဖို့သူဆုံးဖြတ်ခဲ့တာပါ။ဒါပေမဲ့အဲ့ဒီလူနဲ့တကယ်တမ်းလဲတွေ့ရောသူအံ့အားသင့်သွားရတယ်။အဲ့ဒီလူကသူ့ဖခင်ရဲ့ဒရိုင်ဘာဟောင်းဖြစ်နေလို့ပါ။ဒါပေမဲ့အဲ့ဒီလူကသူ့အမေမိတ်ဆက်ပေးခြင်းတဲ့သူမဟုတ်ခဲ့ပြန်ဘူး။တကယ်တော့သူ့အမေမိတ်ဆက်ပေးခြင်းတဲ့သူကလန်ချောင်းရဲ့အရင်းမြစ်ဖခင်ဖြစ်သူလူဝမ်သာဖြစ်နေပါတယ်။အခုဆိုရင်လူဝမ်ဟာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်နေပြီးဒါပေမဲ့လန်ချောင်းအတွက်တော့အဲ့ဒီအမှန်တရားကဘာဝမ်းသာစရာမှဖြစ်မလာခဲ့ပါဘူး။နှစ်ပေါင်းများစွာမိသားစုကိုပြစ်သွားခဲ့တဲ့ဖခင်ဖြစ်သူရဲ့ပုံရိပ်ဟာသူ့အတွက်တော့မကျက်သေးတဲ့အနာဟောင်းတစ်ခုလိုဖြစ်နေစေပါ။မိသားစုကိုတစ်ချိန်ကဆုံးခွာသွားခဲ့တဲ့အဲ့ဒီလူဟာအခုတော့ယဉ်နီးနေတဲ့မျက်နှာပေါက်နဲ့သစိမ်းတစ်ယောက်ထက်မပိုတော့ပါဘူး။အဲ့ဒီနောက်မှာတော့လန်ချောင်းဟာအကြောင်းပြချက်တစ်ခုပေးပြီးရှောင်းရဲ့အိမ်ကိုထွက်လာခဲ့ပါတယ်။ရှောင်းကလည်းလန်ချောင်းရဲ့စိတ်အခြေအနေကိုရိပ်မိတာကြောင့်သူ့ရဲ့တိတ်ခါကိုငဲ့ညာတဲ့အနေနဲ့စိတ်သက်သာရစေမဲ့နီလန်းတွေကိုတိတ်တဆိတ်ရှာဖွေပေးခဲ့ပါတယ်။အခြေအနေကအနေရခက်နေသဖြင့်အတူတူကိန်းကစားကြရန်လင်ချောင်းကအကြံပြုခဲ့သည်။ထိုအချိန်တွင်ချောင်းသည်မိမိတစ်သက်လုံးမခေါ်ဝန်းခဲ့သောစကားတခွန်းရှိသည်ကိုသတိထားမိသွားသည်ရင်းမှာဖေးဖေးဟူသောစကားပင်ဖြစ်သည်။နောက်တစ်နေ့မနက်တွင်လူဝမ်သည်တံမိုးကြီးလက်ဆောင်များစွာဖြင့်ချောင်း၏အိမ်သို့ရောက်ရှိလာသည်။လင်ချောင်းမိမိအားခွင့်လွတ်လာစေရန်အတွက်ရှောင်းကကူညီဖြောင်းဖြပေးဖို့လူဝမ်ကမျှော်လင့်တကြီးပြောဆိုခဲ့သည်။တစ်ချိန်တည်းမှာပင်ရှောင်း၏မိခင်ကလင်ချောင်း၏ဖခင်လွန်ခဲ့သောနှစ်များစွာကအဘဲကြောင့်ထွက်သွားခဲ့ရသည်နည်းဟုသောအကြောင်းရင်းကိုပြောပြခဲ့သည်။သူမ၏အဆိုအရလူဝမ်သည်လူငယ်ဘဝကမိသားစု၏ဆန္ဒကိုဆန့်ကျင်ပြီးကိုယ်ပိုင်စီးပွားရေးစတင်တည်ထောင်ခဲ့သည်။အစောပိုင်းနှစ်များတွင်ကြာရှုံးမှုများစွာနှင့်ရင်ဆိုင်ခဲ့ရသဖြင့်အိမ်သို့ပြန်လာရန်တတိမရှိခဲ့ပေ။ယခုအခါတွင်မူသူ၏ကုမ္ပဏီမှာတည်ငြိမ်မှုရရှိသွားပြီဖြစ်သဖြင့်လင်ချောင်းနှင့်သူ၏မိခင်ထံသို့ပြန်လာရန်ခွန်အားမွေးနိုင်ခဲ့ခြင်းဖြစ်သည်။ထိုအကြောင်းကိုကြားသိရပြီးနောက်အပြင်လောကတွင်အသက်မွေးဝမ်းကြောင်းပြုရသည်မှာမလွယ်ကူကြောင်းရှောင်းနားလည်သွားခဲ့သည်။သို့တော်လည်းလင်ချောင်းပေါ်တွင်ပို၍ပင်တနာမိသွားသည်။လင်ချောင်းသည်တစ်ချိန်ကသူ၏ဖခင်ကိုလှေကားထစ်တွင်တလလုံးလုံးစောင့်ဆိုင်းခဲ့ဘူးပြီးနောက်ဆုံးတွင်သူသည်ဖခင်မဲ့ကလေးတဦးဖြစ်သည်ဟုသောနာကျင်စရာအမှန်တရားကိုသာရင်ဆိုင်ခဲ့ရသူဖြစ်သည်။ရှောင်း၏စိတ်ထဲတွင်မူသူမ၏ထိုင်ခုံဖော်သည်သူမကိုတိတ်တခိုးနှစ်သက်နေသည်ဟုယုံကြည်နေပြီးထို့ကြောင့်ပင်သူမအနာသို့အမြဲကပ်ရန်ကြိုးစားနေခြင်းဖြစ်သည်ဟုထင်နေသည်။တစ်ဖက်တွင်လည်းကြည်ဟန်ကရှောင်းကိုပြစ်မှတ်ထားနေလေသည်။နောက်ထပ်အပိုင်းလေးထပ်တင်ပေးမှာမိုးကြတော့ရဲ့မောင်စော်မှု Recap Channel လေးကို like ဖော်လို့လေးလုပ်သွားခဲ့ကြဦးနော်